The Way Watch Editor ရွေးချယ်ထားတဲ့ဒီတစ်ပတ်ရဲ့တနင်္လာရီသတင်းမှတ်တမ်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီတစ်ပတ်ရဲ့ထူးခြားတဲ့သတင်းတွေထဲမှာတော့ The Way အစည်းအဝေးဒေတာတွေမှာစစ်အာဏာရှင်စစ်ကြောင်းကစစ်ပြေးရှောင်ကူညီနေတဲ့လူငယ်တွေကိုဖမ်းဆီးတပ်ဖြတ်တာလူသားတိုင်းလှုပ်တာနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာThe Way မြို့အဝင်တရားဂိတ်မှာလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဆူဆောင်းနေတဲ့အခြေအနေတွေအပြင်ဒေတာရင်းက73စီပြန်လည်တန်းစီနေရတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရေဖြူမြို့နယ်အတွေ့အထူးစီးပွားရေးဆောင်ရင်းနှက်စိတ်ကံ area မှာစစ်ကြောင်းထိုးနေတဲ့စစ်အာဏာရှင်တပ်ဟာဒေသရင်းစစ်ပေးရှောင်အရေးနဲ့ဂျားကာလာပညာရေးလှုပ်ဆောင်နေတဲ့လူငယ်3ဦးနဲ့ဒေသခံအမျိုးသား2ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပါတယ်။သူတို့ဟာဇူလိုင်လ9ရက်နေ့ကဝက်ချောင်းရွာအနီးမှာဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်ပြီး17ရက်အကြာဇူလိုင်လ20ရက်နေ့မှာတော့ဧကနိနဲ့ဝဇွမ်းတော်ရွာကြားကစီယုံတော်ထဲမှာဒဏ်ရာတွေနဲ့တေဆုံနေတဲ့သူတို့ရဲ့ရုပ်အလောင်းတွေကိုဒေသခံတွေကပြန်လည်တွေ့ရှိခဲ့တာပါ။တည်ဆုံသွားတဲ့လူငယ်3ဦးဟာဒဝဲခရိုင်အတွင်းလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ The As Humanitarian Aid to တနင်္သာရီအဖွဲ့ရဲ့ခေါင်းဆောင်တဲ့အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။လက်ရှိမှာစစ်အာဏာရှင်တပ်ဟာဒဝဲအစည်းအဝေးဒေတာကိုအင်အားထောင်ကနန်းနဲ့ပိတ်ဆို့စစ်ကြောင်းထိုးနေပြီးလမ်းတစ်လျှောက်မှာဒေသခံတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတာနေအိမ်တွေကိုဖောက်ထွင်းဖျက်ဆီးပြီးရွှေနဲ့ငွေတွေကိုအဓမ္မယူဆောင်တာမိရှို့တာတွေစက်တိတ်လှုပ်ဆောင်နေတာကြောင့်ကြေးရွာ900ထက်မနည်းကပြည်သူထောင်နဲ့ချီစစ်ပေးရှောင်နေရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်မှာကတော့ဒဝဲမြို့အဝင်မြကူတရာဖြစ်တဲ့ကမျိုးကင်းတရာစစ်စီရေးဂိတ်သတင်းမှာဇူလိုင်လတတိယပတ်အတွင်းအဲ့ဒီဂိတ်မှာခီးသွားလူငယ်တွေကိုစစ်အာဏာရှင်တပ်ကအဓမ္မစစ်မှုထမ်းဆူဆောင်းတာတွေစက်တိတ်လှုပ်ဆောင်နေပါတယ်။လုံလုံးဘက်ကလာတဲ့လက်သမားလူငယ်တဦး3ဘိန်းနဲ့ခီးသွားတဲ့ဝဲကျုံရက်ကွက်ကလူငယ်တဦးအပါဝင်လူငယ်10ဦးထက်မနည်းဟာဇူလိုင်လ15ရက်20ရက်နဲ့23ရက်နေ့တွေမှာအဓမ္မဖမ်းဆီးဆူဆောင်းခြင်းခံခဲ့ရပါတယ်။မြင့်မြင့်တွေ့ရှိသူတွေရဲ့ပြောပြချက်အရအခုနောက်ပိုင်းမှာဖမ်းဆီးထားတဲ့လူငယ်တွေကိုလူမြင်ကွင်းမှာမထားတော့ဘဲအဆောက်အအုံအသစ်တစ်ခုတွေကိုအတင်းအဓမ္မတွင်ထားလေးရှိတယ်လို့သိရပါတယ်။ကမျိုးကင်းတရားဂိတ်ဟာ2025ခုနှစ်ကတည်းကစစ်မှုထမ်းဆူဆောင်းတာတွေကိုမကြာခဏဆိုသလိုကျူးလွန်နေတာဖြစ်ပါတယ်။စီးပွားရေးနဲ့ကုန်စည်နှုန်းကဏ္ဍမှာတော့ဒဝဲမျိုးက73စီဆိုင်တချို့မှာ73စီခွဲတန်းတွေရှော့ချခံရတာကြောင့်ပြည်သူတွေစီတန်းစီဝယ်ယူရတဲ့အခြေအနေတွေပြန်လည်ကြုံတွေ့နေရပါတယ်။စစ်ကောင်းဆောင်ရဲ့ပြည်ပစီတင်သွင်းမှုရှော့ချရေးညွှန်ကြားချက်ကြောင့်စီဆိုင်တွေမှာခွဲတန်းနေသွားခဲ့တာပါ။တစ်ချိန်တည်းမှာပဲပြင်ပဈေးကွက်မှာလည်းစီစည်းနှုန်းတွေပြန်လည်မြင့်တက်လာနေပါတယ်။တစ်ဖက်မှာလည်းတနင်္သာရီနဲ့ပလောမြို့နယ်တွေမှာရှိတဲ့စာသင်ကျောင်းနဲ့ဘုံကြီးကျောင်းတွေကိုစစ်အာဏာရှင်တပ်ကအခုသတင်းပတ်အတွင်းလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဇူလိုင်လ18ရက်နေ့ကတနင်္သာရီမြို့နယ်ကွင်းသစ်ရွာစာသင်ကျောင်းကိုကာမီကာစီခေါ်အသေးခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဇူလိုင်လ20ရက်နေ့မှာလည်းပလောမြို့နယ်ကဒဲရွာဘုံကြီးကျောင်းဝင်းထက်ကိုဂျိုင်ရိုကော်ပတာ4စင်းနဲ့ဘုံချတိုက်ခိုက်ခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲအဲ့ဒီတိုက်ခိုက်မှုတွေမှာလူထိခိုက်မှုမရှိခဲ့ပါဘူး။နောက်ဆုံးသတင်းအနေနဲ့ကတော့ဇူလိုင်လ21ရက်နေ့ကဒဝဲမြို့ပေါ်အာဇာနည်လမ်းမပေါ်မှာတစ်ကိုင်းကျိုးကျလို့ဆိုင်ကယ်စီးလာတဲ့အသက်40ကျော်ရွယ်အမျိုးသမီးတဦးပြမိပြီးနေရာမှာပဲတေဆုံးသွားတဲ့စိတ်မကောင်းစရာဖြစ်ရလဲရှိခဲ့ပါတယ်။ဇူလိုင်လ20ရက်နေ့ကလည်းဒဝဲခရိုင်မှာဆိုင်ကယ်မတော်တဆဖြစ်လို့အမျိုးသားတေဆုံးပြီးဇနီးနဲ့သားတို့ဒဏ်ရာရတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါသေးတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒဝဲ Watch ကစူးစီးထားတဲ့တပတ်တာသတင်းအနှစ်ချုပ်ပဲဖြစ်ပါတယ်။သတင်းတွေရဲ့အသေးစိတ်အချက်လက်တွေကိုတော့ဒဝဲ Watch website နဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ဒဝဲ Watch ရဲ့တနင်္သာရီသတင်းမှတ်တမ်းအစီအစဉ်ကိုလာမယ့်သတင်းပတ်တွေမှာလည်းဆက်လက်စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။